Hello မင်္ဂလာပါဒီနေ့နှစ်သစ်မှာအချိုးသစ်ပြောင်းသွားတာလေးကိုပြောပြချင်လို့ပါဘာလဲဆိုတော့ strawberry milkshake လုပ်တဲ့အခါမှာထည့်တဲ့ပစ္စည်းအချိုးအစားလေးနည်းနည်းပြောင်းသွားပါတယ်ဒီနေ့ကျွန်မက strawberry milkshake တအိုးနဲ့ chocolate milkshake တအိုးကြိုထားပါတယ် milkshake ရေခဲချောင်းတွေလုပ်ဖို့ပေါ့နော် strawberry milkshake လုံနည်းကိုတင်ဘူးတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာပါဝင်တဲ့ပစ္စည်းအချိုးလေးကအခုဒီမှာနည်းနည်းပြောင်းထားတဲ့အချိုးလေးကိုခဏနေကြလို့ရှင်စာရေးပြီးတော့တေချာလေးစီရင်လေးတွက်ပြမယ်အဲ့တော့အခုအဲ့ strawberry milkshake အိုးလေးတွေကိုနည်း chocolate milkshake အိုးလေးကိုပြမယ်နော်ဒါကတော့ strawberry milkshake ကြိုထားတဲ့အိုးလေးပါဒီဘက်ကတော့ chocolate milkshake ကြိုထားတဲ့အိုးလေးပါအဲ့တော့ရေကတော့3လီတာခွဲလောက်မှန်းထည့်ထားတယ်ပေါ့နော်နောက်ပြီးတော့သူကပြောင်းကော်မုံကိုများထည့်ရတဲ့အတွက်ကြောင့်မလို့သူကပြစ်သွားတယ်ပေါ့နော်ပြစ်ပြီးတော့အပေါ်မှာခဲသွားတယ်ပေါ့နော်အပေါ်ရန်တရေလေးကခဲသွားတယ်အဲ့တော့ဒါပြောင်းကော်မုံကတော်တော်များထည့်လိုက်ရတယ်ပေါ့နော်အဲဒါကြောင့်ရေလုံနီးကတော့အတူတူပဲပေါ့နော်အရင်တင်ထားတဲ့အတိုင်းပဲအဲအကြောင်းမလို့ကျွန်မလုံနီးစင်းနေမပြောတော့ဘူးအချိုးလေးပဲပြောင်းသွားတာကိုတွက်ပြမယ်ပေါ့နော်တောင်းကောမုံများထည့်တဲ့အတွက်ကြောင့်မလို့သူ့ကိုတော့ကြက်အောင်ကြိုပေးရမယ်ပေါ့နော်ပထမဆုံးရင်နွေးကိုပုတ်ပွက်ဆူအောင်တဲပြီးလို့ရှိရင်ပါဝင်ပစ္စည်းတွေကိုထည့်လိုက်ပြောင်းကောမုံကလွဲပြီးတော့ပေါ့နော်ပြောင်းကောမုံကတော့ရေအေးနဲ့ဖြော်ပြီးတော့မှနောက်ဆုံးမှထည့်ရတာပေါ့နော်နောက်ဆုံးမှထည့်ပြီးတော့သူထည့်ပြီးတဲ့နောက်မှလည်းပြန်ပြီးတော့စူပွက်အောင်ကြိုးရမယ်ပေါ့နော်